တုဒ္ဒသောမနဲ့လူဘလူပောရိတာရဆိုတဲ့ပါဠိစကားလုံးရဲ့အဓိပ္ပာယ်ပုရိသအတ္တပောရိသအတ္တလူသားစားတာလူစင်စစ်ကနေလူသားစားတဲ့ဘလူးမို့လူဘလူးလို့ပြောတာပောရိတာရဆိုတာကြားဖို့ရလိမ့်မယ်ပောရိသအတ္တပောရိတာအတ္တပောရိသဆိုတာပုရိသဆိုတဲ့စကားလုံးကလာတဲ့ဟာမျိုးလူသားကိုစားတဲ့လူဘလူးတုဒ္ဒသောမဆိုတာတော့ထိုလိုကျမ်းမ်းရက်ဆက်တဲ့လူစင်စစ်ကဘလူးစိတ်ပေါင်းနေတဲ့လူတယောက်ကိုလိမ္မာရင်ကျေးသောဖြားယောင်သွေးဆောင်နားချပြီးဆွဆုံးမနိုင်တဲ့ဖရာလောင်းဘယင်ပဲဖြစ်တယ်ပေါ့လောကမှာဆုံးမတယ်ဆိုတာဟာရင်ရင်ကျေးကျေးနဲ့ရိုင်းဆိုင်သွားတဲ့ပုဂ္ဂိုလ်ယဉ်ကျေးသွားအောင်ဆုံးမတဲ့နေရာမှာအနုနီးအကျဉ်းနီးအနုအကျဉ်းနှမျိုးရောပြန်ပြီးတော့ဆုံးမတာထိုဆုံးမခြင်းရဲ့စွမ်းရည်တတိဟာအပြစ်ဒဏ်ခတ်ခြင်းနဲ့ပို့ပြီးတော့အောင်မြင်မှုရှိတယ်လို့သူဆိုဒီသုတ်တံကိုနာယူပြီးတဲ့အခါမှာဒီဇာတကဒေသနာကိုနာယူပြီးတဲ့အခါမှာမြတ်စွာဘုရားရဲ့အနုတသနိပါဠိဟာရိယဆုံးမခြင်းရဲ့စွမ်းရည်တတိဟာဘလောက်အရေးပါတယ်ဆိုတာသဘောပေါက်ကြမှာပဲဖြစ်တယ်လောကရိုင်းပြတဲ့ပုဂ္ဂိုလ်ဆုံးမကြတဲ့အခါမှာဒုဒ္ဓလက်နဲ့တွေကင်ပြီးတော့ကြောက်ရွံ့လာအောင်လုပ်ပြီးဆုံးမတာတခဏအတွင်းမှာတော့ကြောက်ရွံ့လို့တုံ့ပြန်မှုမရှိတာကိုပဲလူတွေကအောင်မြင်တယ်လို့ထင်ကြတယ်တကယ်ကတော့ရင်ထဲမှာအခဲမကြေဖြစ်သွားအောင်မြင်မှုလို့မဆိုနိုင်ဘူးပေါ့ကြောက်ရွံ့လို့ပြန်မလှန်နိုင်လို့အရှုံးပေးပြီးငြိမ်းနေတာကိုအတွက်မှားသွားတတ်တယ်ပေါ့ကြည်အေးသွားပြီဒါလောက်ရိုင်းတဲ့ပုဂ္ဂိုလ်ရင်ကျေးသွားပြီလို့ထင်တာတကယ်ကတော့မဟုတ်ဘူးသူစိတ်ဓာတ်ကရိုင်းမြဲရိုင်းနေတုံးပဲအစွမ်းအစမထွက်တာမြတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဆိုဝါတောင်းကျမ်းတဲ့ဆင်ကြီးတွေကိုဆုံးမတဲ့အခါမှာလှန်နေချွန်းတွေကိုအသုံးပြုပြီးဆင်ကြီးကိုမလှုပ်နိုင်အောင်ထူးခတ်ပြီးတော့ဆုံးမကြတယ်သို့တော်ထိုဆင်ကြီးဟာအခွင့်ကောင်းကိုချောင်းနေတာသာဖြစ်တယ်မကျေနပ်ချက်တွေအပြည့်ဝနဲ့မိမိကိုညှင်းဆဲနှိပ်စက်တဲ့ပုဂ္ဂိုလ်ကိုအလစ်မှာအတိပြန်တတ်တတ်တယ်ပေါ့ဘယ်သရဝါပဲဖြစ်ဖြစ်အဲ့ဒါလိုပဲအကျဉ်းနည်းနဲ့ဆုံးမလိုက်ခြင်းဟာအောင်မြင်ခြင်းလို့မဆိုနိုင်ဘူးမြတ်စွာဘုရားရဲ့ဆုံးမနည်းအနုတသနိပါဠိဟာရိယလို့ခေါ်တယ်တကိုးပြတာမျိုးမြတ်စွာဘုရားကမလုပ်ဘူးအထင်ကြီးအောင်လုပ်ပြီးတော့လည်းမလုပ်ဘူးသဘောပေါက်နားလည်အောင်ဆုံးမသွန်သင်ခြင်းဟာထာဝရယဉ်ကျေးမှုကိုဖြစ်ပေါ်စေတယ်လူတွေဟာသဘောပေါက်ပြီးတော့မိမိကိုယ်တိုင်ကိုယ်အမှားကိုမြင်ပြီးယဉ်ကျေးလိမ္မာတဲ့ဘက်ကိုရောက်သွားတော့မှအောင်မြင်တယ်လို့ပြောရမှာဖြစ်တယ်ပေါ့ရင်ထဲမှာအခုအခါနေမကြမ်းမဲနဲ့လုံးဝရှင်ထဲမှာရှိတဲ့အဆိုးတွေကုန်ခန်းသွားပြီးတော့လိမ္မာရင်ကျေးတဲ့ပုဂ္ဂိုလ်ဖြစ်သွားမှဆုံးမမှုဟာအောင်မြင်တယ်လို့ဒီလိုပြောရမှာမြတ်စွာဘုရားလက်ထက်တုန်းကလူသားတွေကအရိုင်းပြဆုံးပုဂ္ဂိုလ်ဆိုတာအလုံးသိကြတဲ့အတိုင်းပဲအင်္ဂုလိမာလဆိုတဲ့ပုဂ္ဂိုလ်တယောက်ပဲဖြစ်တယ်သူဟာသူ့ရဲ့မိသားစု background ကလူဆိုးမဟုတ်ဘူးဘုရင်ကြီးရဲ့ပရောဟိတ်ရဲ့သားဖြစ်တယ်ပညာရှိသားဖြစ်တယ်သို့တော်လည်းဘဝကပါလာတဲ့ရိုင်းပြတဲ့စိတ်ဓာတ်ကိုတော့သူ
သူ့ရင်ထဲမှာမတော်လှန်နိုင်မဲနဲ့ဆက်လက်ရှိနေတာတော့ရှိတယ်ဘလောက်ရိုင်းပြတဲ့စိတ်ရှိပေမဲ့လို့ခုခေတ်လူတွေပြောကြသလိုမင်းကောင်းလင်ငါမဆိုးပါဆိုတဲ့လူမျိုးပေါ့နော်လူဆိုးတွေကသူတို့ဆိုးခြင်းလို့ဆိုရတာမဟုတ်ဘူးပတ်ဝန်းကျင်ကသူတို့ပေါ်မကောင်းလို့ဆိုရတာပါလို့ကြီးပဲပြောကြတယ်လူတိုင်းဟာကိုယ့်ကိုယ်အကောင်းပဲမြင်ကြတယ်ကောင်းတယ်လို့ပဲထင်ကြတယ်အဲ့တော့အင်္ဂုလိမာလဟာပင်ကိုယ်အားဖြင့်မဆိုးဘူးလို့ပြောရပေမဲ့လို့အတွင်းစရိုက်ကျမ်းတာကတော့မှန်တယ်အတွင်းစရိုက်ကျမ်းတဲ့အပေါ်မှာပြင်ဘက်ကအကြောင်းတစ်ခုနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာထိမ့်မရလောက်အောင်ကျမ်းသွားတဲ့လူချမ်းကြီးဖြစ်သွားတယ်မြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့မှလိမ္မာရင်ကြီးအောင်ဆုံးမလိုက်နိုင်တယ်အဲလိုဆုံးမလိုက်လို့လိမ္မာရင်ကြီးသွားတဲ့အခါသူ့ရဲ့လောက်ရတဲ့ဟာအလွန်ကိုမြင်ကွင်းမလှအောင်လူတွေကိုနှိပ်စက်ညှဉ်းပန်းတပ်ဖြတ်ခဲ့တဲ့အလုပ်ဆိုတော့ရဟန်းဘဝရောက်လာတဲ့အခါမှာရသော်ဘုရားရဲ့သင်ကြားမှုနဲ့ကမ္မထဘာဝနာအားထုတ်ပြီးဆိုတဲ့အခါမှာသူရက်ဆက်ခဲ့တဲ့မြင်ကွင်းတွေဟာအရှိုးသူ့ရင်နဲ့နှလုံးထဲမှာပေါ်လာတယ်ဒါလူတွေမှာမိမိနဲ့မိမိပတ်ဝန်းကျင်မှာရှိတတ်တဲ့အာယုန်နမိတ်တွေဟာစိတ်ကိုလွှမ်းမိုးလာတယ်ဆိုတာသဘာဝပဲဖြစ်တယ်တရားထိုင်လိုက်တာနဲ့စိတ်ကိုစုစည်းလိုက်တာနဲ့သူလုပ်ခဲ့တဲ့ကိစ္စတွေဟာသူစိတ်ကိုလွှမ်းမိုးပြီးတရားထိုင်လို့မရအောင်နှောက်ယှက်ဖြစ်တယ်တရားထိုင်မှုတဲ့ယောဂီပုဂ္ဂိုလ်တွေဟာဒါမျိုးကိုသတိထားမိပါလိမ့်မယ်အင်္ဂုလိမာလသူ့ဘဝဟာကျောင်းနေတဲ့အရွယ်ကစပြီးတော့ရိုင်းပြလာခဲ့တဲ့ဘဝမျိုးဖြတ်တန်းလာတဲ့အခါမှာစိတ်ကိုချုပ်တီးပြီးတရားထိုင်လိုက်တာနဲ့အဲ့ဒီအလုပ်တွေပဲသူ့ကောင်းနဲ့ပေါ်လာလို့တရားထိုင်လို့မရဘူးနောက်ပိုင်းကျမှသူစိတ်ထဲမှာအကျဉ်းတရားတွေပေါ်လာလို့မိမဖွားနိုင်တဲ့အမျိုးသမီးတူပေါ်မှာအကျဉ်းစိတ်တွေပေါ်လာရကနေပြီးတော့မြတ်စွာဘုရားသင်ကြားပေးတဲ့သစ္စာစကားနဲ့ယောဂဝေဒနာတွေပြောက်အောင်ကူညီလိုက်ရကစပြီးသူ့ဘဝဟာအစဉ်ပြေတဲ့အနေအထားမျိုးရောက်လို့စိတ်ချမ်းသာမှုအတန်ရလာတယ်အဲ့ဒီတရားသည်ပင်သူ့ဖို့မှာရသော်ဘုရားဟောလိုက်တာယတောဟံပကိနိအရိယာယဇာတိယသာတောနာဘိဇာနာမိသစ္စိစ္ဆပါဏံဇီဝိတာဝရောပိတာသူပြောတဲ့စကားကသူ့လောက်ရနဲ့ဘလောက်ဆန်းကျင်နေတယ်ဆိုတာစဉ်းစားကြည့်နော်သူအရိယာဇမြင့်မြတ်သောဘဝရောက်လာတဲ့အချိန်ကပထမအချိန်တုန်းကတော့သူမွေးဖွားလာတဲ့အချိန်ကစပြီးတူတယောက်ကိုသေစေလိုတဲ့စိတ်နဲ့တပ်ဖြတ်ခဲ့တယ်ဆိုတာသူမမှတ်မိပါဘူးလို့ပြောတဲ့စကားသို့သောတတ်လိုက်တာမှနဲတာမဟုတ်ဘူးလူတွေထောင်ချီတတ်တာအဲ့ဒီမှာရသော်ဘုရားကယတောပကိနိဇာတိယရသော်ဘုရားရည်ညွှန်းတာကအရိယာဇယဟန်မြတ်ဖြစ်မွေးဖွားလာတဲ့အချိန်ကမတတ်ဘူးလို့စပြီးမတတ်တော့ဘူးလို့ဆိုလိုတာသို့တော့သူစိတ်မတတ်တဲ့အခါမှာသူဟာလူတွေတတ်လာတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်သည့်အတွက်ကြောင့်စိတ်မတတ်လို့စကလုံးတစ်လုံးကိုထပ်ထည့်ပေးတဲ့ရသော်ဗျာယတောဟပကိနိအရိယာယဇာတိယဆိုရဟန်းဘဝဆိုတာမြင့်မြတ်တဲ့ဘဝမျိုးရောက်တာကိုအရိယာဇာတိအရိယာဇမြင့်မြတ်တဲ့ယဟန်ဘဝရောက်တဲ့အချိန်ကစပြီးနာဘိဇာနာမိသင်္စိစ္ဆပါဏံဇီဝိတဝရောပိတာသက်ရှိတတ္တဝါတဦးတယောက်ကိုသေစေလိုတဲ့စိတ်နဲ့တတ်ခဲ့တာ
မမှတ်မိပါဘူးဆိုတာဘယ်တော့မှသူမတတ်ပါဘူးလို့သစ္စာဆိုတဲ့သဘောပဲအဲ့ဒီမှာမြတ်စွာဘုရားကယဟန်ဘဝသို့ရောက်လာတဲ့အချိန်ကစပြီးတော့မတတ်တာသေချာတယ်ဒီတဲ့ဟိုဘက်ကိုမကြည့်နဲ့တော့ယဟန်ဖြစ်လာတဲ့ဒီဘက်ကိုကြည့်လိုက်တဲ့အခါမှာသူ့စိတ်ဟာငြိမ်းချမ်းမှုတန်ရလာတရားထုတ်လိုက်ပြီဆိုတဲ့အခါမှာရှေ့ပိုင်းကမိုက်ကန်းခဲ့တဲ့အနေထားတွေကိုအကုန်မေ့ပြစ်လိုက်ပြီးတော့ရဟန်းဖြစ်တဲ့အချိန်ကစပြီးဖြူစင်မြင့်မြတ်လာတဲ့ကျင့်သုံးလာတဲ့ကိုချင်းသီလကိုပဲအာယုံပြုခိုင်းလိုက်တဲ့အခါမှာတရားဥတရားမြတ်ရသွားတာဖြစ်တယ်ပေါ့ဒါဟာမိမဖွားနိုင်တဲ့အမျိုးသမီးတယောက်ကိုသစ္စာပြုပြီးတော့အလွယ်တကူမိဖွားစေတဲ့အင်္ဂုလိမာလာပြိဋ္ဌဖြစ်တယ်လို့သူ့အတွက်လည်းပဲကမ္မထာအာယုံရစေနိုင်တဲ့ကမ္မထာအထုတ်နည်းလေးတစ်ခုပဲပေးတာပဲဖြစ်တယ်။နော်နီလန်းလေးတစ်ခုပေးလိုက်တာလူတယောက်ဟာကိုလုပ်ခဲ့တဲ့အမှားတွေကိုရင်နဲ့နှလုံးထဲမှာလာရောက်ပြီးလွှမ်းမိုးနေလို့ရှိရင်ဒါတွေကိုမေ့ထားလိုက်ပြီးတော့မေ့ဖို့ကြိုးစားထားလိုက်ပြီးတော့အခုလောလောဆယ်စင်ကြဲနေတဲ့အနေအထားတစ်ခုကိုကြည့်ပြီးတရားထုတ်ရမယ်လို့သူတို့ဆိုလို့တယ်ပေါ့ဒါကြောင့်မို့တရားမထုတ်ခင်သီလစောင့်တည်လိုက်တယ်စောင့်တည်လိုက်တဲ့အချိန်ကစပြီးတော့၅ပါးသီလလုံခြုံသွားတယ်ဆရာသီလတွေလုံခြုံသွားတယ်သို့မဟုတ်လို့ရှိရင်ကိုယ့်ကိုဘယ်တော့မှဖြင့်လိမ်ပြောမိတယ်ဘယ်တော့မှမလုံးမိတယ်ဆိုတာတွေရှောက်တွေးရင်ကနေပြီးတော့အာယုန်နမိတ်တွေကထွေပြားပြီးတမာရီမရနိုင်ပဲဖြစ်တတ်တယ်ပေါ့ကမ္မထမ်းထိုင်တဲ့အခါဒါကြောင့်မို့ဘောင်ခတ်ပြီးတော့ကန့်တတ်လိုက်တာအဲ့ဒါနိစနစ်တစ်ခုပဲနိစနစ်တစ်ခုပဲအမှန်လောက်ခဲ့တဲ့အရာတွေကိုပြန်တွေးမနေနဲ့အခုအချိန်မှာကိုဟာကိုချင်းသီလပြေဝတဲ့ပုဂ္ဂိုလ်အဖြစ်ရောက်နေပြီဆိုတာလေးကိုပဲအာယုံပြုပြီးတော့တရားထုတ်ဖို့နီလန်ပေးတဲ့သဘောပဲနော်အဲ့လိုပေးလိုက်ခြင်းအပြင်စိတ်တည်ငြိမ်မှုကိုရရှိသွားနိုင်တယ်စိတ်တည်ငြိမ်မှုရလိုက်တာနဲ့တပြိုင်နက်အသိဉာဏ်ဖွံ့ဖြိုးတိုးတက်လာပြီးတော့လိုအပ်တဲ့အဆင့်ဆက်ဝိပဿနာဉာဏ်နဲ့တက်ပြီးတော့ဓမ္မတဖို့ရရှိသွားနိုင်တယ်လို့အဲ့ဒီရှင်အင်္ဂုလိမာလလိုကျမ်းတတ်တဲ့ပုဂ္ဂိုလ်ကိုမြတ်စွာဘုရားဟာလေပါရင်ကျေးတော်အောင်ဆုံးမတာအဲ့ဒီဆုံးမမှုကိုရဟန်းတော်တွေဟာတန်အံ့တော်အံ့ဩစရာကောင်းတယ်ဒုဒ္ဓမကင်မဲဓံပေးတာမလုပ်ဖဲထောင်သွင်းအကျဉ်းချဖမ်းဆီးထားတာမလုပ်ဖဲလိမ္မာရင်ကျေးသွားတာထာဝရရင်ကျေးသူဖြစ်အောင်မြတ်စွာဘုရားဆုံးမပါပေတယ်လို့ဒီချီးမွမ်းစကားနဲ့ပတ်သက်လာပြီးတဲ့အခါမှာဒီသုတ္တသောမဇတ်ဆိုတာဖြစ်ပေါ်လာခဲ့တာဖြစ်တယ်ပေါ့မြတ်စွာဘုရား950ဇတ်တွေထဲမှာ939ဇတ်မြောက်မှာမဟာသုတ္တသောမဇတ်ဆိုပြီးတော့ပါတယ်ဒီဇတ်ထဲမှာမှတ်သားဖွယ်ရာတွေများစွာရှိလို့ဘောဓုတ္တအနေနဲ့မိမိတို့ဘဝမှာခိုင်လိုင်းအဖြစ်မှတ်ယူထားပြီးလိုက်နာကျင့်သုံးမွယ်တွေရှောင်ကျင်မွယ်တွေရှောင်ကျင်မွယ်တွေကိုရှောင်ကျင်လို့လိုက်နာကျင့်သုံးမွယ်တွေကိုလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်။မဟာသုတ္တသောမဇာနကဟာအတိတိနိပါဒလို့ဆိုတဲ့ဂါထာတွေနဲ့ကတ်တက်ပြီးတော့ပြောထားတဲ့ဂါထာ80ပါတဲ့ဇတ်တွေကိုစုထားလို့အတိတိနိပါဒလို့ခေါ်တယ်။သို့တော့အဲ့ဒီနိပါဒထဲမှာပါတော်လည်းပဲဒီမဟာသုတ္တသောမဇာမှာဂါထာ80တယ်မကဘူးဂါထာပေါင်း124ဂါထာရှိတယ်ပေါ့ပြောရမယ်ဇတ်တုတ်တစ်ခုကိုကြပြပေါင်းကြပြပုတ်ပေါင်း124ပုံနဲ့ဟောထားတယ်လို့သူတို့ဆိုလို့နော်ညမစာပေထဲမှာဥပုံညပြဇတ်တို့ရေဒီပြဇတ်တို့ဆိုတာလည်းဒီထက်လာတဲ့ဟာ950ဇတ်တွေကနေပြီးတော့ထုံနှုတ်ပြီးတော့ပြော
အဲ့ဒီမဟာသုဒ္ဓသောမသောဇတ်ကိုဒီကနေ့သုဒ္ဓသောမနဲ့လူဘလူဆိုပြီးတော့မှတ်သားနာယူကြည့်ကြရအောင်လောကမှာတတိထားစရာလူတယောက်ဟာဇယိုက်ကျမ်းတာကိုမပြင်ခဲ့ဘူးဆိုလို့ရှိရင်ဘဝတိုင်းဟာဇယိုက်ကျမ်းလေးရှိတယ်ဆိုတာပဲမိမိကိုယ်တိုင်ကပြင်ဆင်ပေးမှုမရှိဘူးဆိုရင်ဒီဇယိုက်ကျမ်းကြီးဟာအမြဲတမ်းအနုတ္တယတအနေနဲ့ကိန်းဝတ်ပြီးတော့ဘယ်ဘဝရောက်ဇယိုက်ကျမ်းတဲ့အလေးထားရှိတယ်ဒါလည်းတတိထားရမှာဖြစ်တယ်ကိုယ့်ရဲ့အနေထားဇယိုက်ကျမ်းနေပြီဆိုလို့ရှိရင်ကျမ်းတဲ့ဇယိုက်ကိုမိမိကိုယ်တိုင်ချိုးနှိမ်ပြင်ဆင်ပြီးတော့တိမ်မွေးနူးညံ့တဲ့ဇယိုက်ကောင်းတွေကိုပြောင်းလဲကျင့်သုံးကြရမှာဖြစ်တယ်ပေါ့ကဲအဲဒီတော့ဒီဇလန်းကနည်းနည်းရှည်ပါတယ်ရှည်ပေမဲ့လို့မှတ်သားစရာတွေများစွာပါတယ်မြတ်စွာဘုရားကအတိတ်အကြောင်းတွေကိုထုတ်ဖော်ပြီးတော့ဟောကြားလေးရှိတယ်အကြောင်းတိုက်ဆိုင်လာတဲ့အခါမှာအတိတ်အကြောင်းတွေကိုထုတ်ဖော်ဟောတာစာတကဒေသနာလို့ခေါ်တယ်သုဒ္ဓသောမဇတ်နဲ့လူဘလူတို့ရဲ့ဘဝစတင်လာပုံကကုရုတိုင်အိန္ဒပဋ္ဌမြို့တဲ့အဲ့ဒီအိန္ဒပဋ္ဌမြို့မှာကောရပြဆိုတဲ့ဘုရင်ကြီးအုပ်စိုးတယ်ကောရပြဆိုတဲ့အဓိပ္ပာယ်ကကုရုဏံပုတ္တောကောရပြောလို့ဆိုတယ်ကုရုတိုင်းသားလို့ပဲအဓိပ္ပာယ်ရတယ်ကုရုတိုင်းဆိုတာမဟာသတိပဋ္ဌာန်သုတ်ကိုဟောတဲ့နေရာအခုဒီကနေ့ခေတ်အနေနဲ့ပြောလို့ရှိရင်တော့နယူးဒေလီနာအနီးမှာရှိတယ်လို့ဆိုတယ်အဲ့ဒီကုရုတိုင်းမှာအိန္ဒပဋ္ဌဆိုတဲ့မြို့မှာကောရမြမင်းအုပ်စိုးတော့ထိုကောရမြမင်းရဲ့မိဖုရားကသားကလေးတူမွေးဖွားတယ်အဲ့ဒီမွေးဖွားတဲ့သားလေးဟာဘုံပညာလက္ခဏာနဲ့ပြည့်စုံပြီးတော့အကြအမြင်ဘောဓုတ္တကိုငယ်စဉ်ကတည်းကစီဘူးလေးလာအလွန်လေးလာလိုက်စားစတ်စုတတ်တဲ့ကလေးတယောက်ဖြစ်လာလို့တုတ္တကိုမျက်နှိုးတဲ့ကလေးဖြစ်လာလို့သူ့ကိုတုတ္တသောမလို့နာမည်ပေးထားတာပေါ့အဲ့တော့ငကောကတော့သောမလို့ခေါ်လို့ရောက်ပုံရတယ်သောမဆိုတာရွှေလို့လည်းအဓိပ္ပာယ်ရတယ်ငြိမ်းချမ်းတယ်ဆိုတဲ့အဓိပ္ပာယ်လည်းရတယ်တုတ္တဆိုတဲ့စကားလုံးလေးဟာသူ့ရဲ့ဝါဒနာလေးကိုထည့်သွင်းပြီးတော့မှတ်ခေါ်ထားခြင်းပဲဖြစ်တယ်တုတ္တသောမဆိုတဲ့နာမည်နဲ့သူဟာထင်ရှားလာထို့တူပဲဗာရဏသီပြည်ကာတိမင်းကြီးမှလည်းပဲသားတယောက်ထုံးကားတယ်ဗာရဏသီကထုံတန်းဆင်လာအတိုင်းသူ့သားကိုတော့ဗျမတတဆိုတဲ့နာမည်ပေးထားတယ်ပေါ့ရှေးခေတ်ကလည်းပဲအိန္ဒိယနိုင်ငံမှာမင်းကြီးမင်းသားတွေဟာဆရာကိုနန်းတော်ခေါ်ပြီးတော့ကျူရှင်ဆရာနဲ့သင်တာမဟုတ်ဘူးတက္ကသိုလ်လွတ်တယ်နော်ဘာကြောင့်လို့ဆိုရင်တိုင်းပြည်ကိုအုပ်ချုပ်မဲ့ပုဂ္ဂိုလ်တွေဟာနန်းတွင်းမှာတင်ကြီးပြင်းနေလို့မဖြစ်ဘူးလေဘဝအတွေ့အကြုံတွေစုံဖို့ဆိုပြီးတော့ငွေကြေးဒဏပေးပြီးတော့ဝေးလံတဲ့တက္ကသိုလ်ဆိုတဲ့နေရာကကနေခဲမှာဆိုရင်တော့ပါကစ္စတန်နိုင်ငံထဲမှာရှိတယ်လို့ဆိုတယ်အဲ့ဒီတက္ကသီလာဆိုတဲ့မြို့ဒိတာပမောက္ခလို့ခေါ်တယ်အတ္တပညာမျိုးစုံကိုသင်တဲ့ဆရာကြီးထံဘုရင်သားတော်တွေပညာတော်လွတ်လိုက်တယ်ငွေကုန်ကြတဲ့ငွေအလုံးဆရာကအတွက်
ကုန်ကြမဲ့ငွေတွေကိုတခါတည်းပေးလိုက်ပြီးတော့ပတ်စံပေးပြီးတော့တင်တာပဲအဲ့တော့ရှေးခေတ်ကစာတင်တာ2မျိုးရှိတယ်တဲ့ပတ်စံပေးတင်ရတာ1မျိုးပတ်စံမပေးနိုင်တဲ့ပုဂ္ဂိုလ်ကြတော့ဆရာကိုဝေယဝိဆလုပ်ပြီးတော့တင်တယ်အဲ့ဒါကြောင့်ငွေကြေးပေးစရာမလိုဘူးဆရာရဲ့ဝေယဝိဆကိုတစ်ဖက်ကလုပ်တယ်လုပ်ဆရာရှိတာတွေလုပ်ပြီးတော့တင်တယ်တပည့်ခံပြီးတော့တင်တယ်ငွေကြေးပေးတဲ့ပုဂ္ဂိုလ်ကြတော့ဝေယဝိဆသိလုပ်ဆရာမလိုဆရာကိုငွေကြေးတနပေးပြီးတော့သူကတက္ကသိုလ်သွားပြီးတော့ပညာသင်တက္ကသိုလ်မျိုးအဝင်ခီးသွားတဲ့လူတွေနားနေတဲ့ဆရာပေါ်မှာကုရုတိုင်းသားတုတ္တသောမလူငယ်ဟာဘုရင်သားတော်ဟာအဲ့ဒီမှာရောက်ရှိပြီတယောက်တည်းပဲလွတ်လိုက်တာပဲသူတို့တယောက်တည်းလွတ်လိုက်လို့အဲ့ဒီဆရာပေါ်မှာခိတ္တနာဆရာကြီးနဲ့မတွေ့ခင်မြို့ထဲမဝင်ခင်ခိတ္တနာနေတဲ့အချိန်မှာနောက်တစ်ယောက်ရောက်လာတယ်သူထိုင်တဲ့နေရာနာကပ်ပြီးတော့သူလိုပဲကျောင်းသားတစ်ယောက်ရောက်လာခဲ့တော့ရောက်လာတဲ့အခါကျတော့ပထမရောက်တဲ့သုဒ္ဓသောမကဖော်ရွေတယ်သူ့ကိုမေးတယ်ဘယ်ကလာတာလဲဘသူလဲလို့မေးတဲ့အခါကျတော့သူကဗာရဏသီပြည်ကလာတာကာသိမင်းကြီးရဲ့သားတော်ပြမတ္တလို့ခေါ်ပါတယ်တော့ခီးပန်းနေရင်ခိတ္တနာပါလို့ဆိုပြီးတော့ပြောတယ်ပြမတ္တကလည်းပဲသူ့ရဲ့အရင်ရောက်နေတဲ့သူနဲ့ခီးသွားပေါ်ဆိုတဲ့ပုဂ္ဂိုလ်မေးတယ်ဘယ်ကလာတာတုံးဆိုကျွန်ုပ်ကတော့အိန္ဒပတ္ထမြို့ကုရုတိုင်းကနေပြီးအိန္ဒပတ္ထမြို့ကလာပါတယ်ကောရဝမင်းကြီးရဲ့သားတော်သုတ္တသောမှာဖြစ်ပါတယ်လို့တဦးနဲ့တူမိတ်ဆက်ပြီးတဲ့အခါမှာသူတို့နှစ်ယောက်ဟာအတူလက်တွဲပြီးတော့မိတ်ဆွေဖြစ်ပြီးတိတ္တဗမောခဆရာကြီးအိမ်ရောက်သွားကြတယ်ဆရာကြီးကိုပေးစရာကမ်းစရာရှိတဲ့ငွေကြေးတဏှတွေပေးပြီးတော့ဆရာကြီးစီပညာသင်တယ်အဲ့တော့သူတို့ပညာသင်နေတဲ့အချိန်မှာတခြားမျိုးတွေကလည်းပဲကျောင်းသားတွေရောက်လာတာကျောင်းသားပေါင်း100နဲ့တဦးရှိတယ်လို့ဆိုတယ်အလုံးပေါင်းလိုက်တဲ့အခါကျောင်းသား100တဦးအဲ့ဒီ100ကျော်သောကျောင်းသားတွေထဲမှာအသိဉာဏ်အထက်မြတ်ဆုံးကတော့သုတ္တသောမပဲဖြစ်တယ်သုတ္တသောမဟာသူများတဲ့ပို့ပြီးတော့အသိဉာဏ်ထက်မြက်လို့သူသင်ရတာအလုံးကိုလွယ်ကူပြီးသူဟာဆရာကြီးရဲ့နံပါတ်1တပည့်အဖြစ်ရောက်ရှိပြီးတခြားကျောင်းသားတွေကိုပါသူကထပ်ဆင့်ပြီးတော့သင်ကြားရတဲ့ဆရာဖြစ်လာတယ်ပေါ့အဲ့ဒီကျောင်းသားတွေထဲမှာသူနဲ့ရင်းနှီးတာခုနဗြဟ္မတ္တဆိုတဲ့ဗာရဏသီကလာတဲ့မင်းသားနဲ့သူကရင်းနှီးတော့သူတငယ်ချင်းမသိတာတွေကိုသူကရှင်းပြပြီးတော့အဲ့လိုသင်ပေးတယ်အဲ့ဒီခေတ်ကပညာရက်တွေဆိုတာဘာတွေတုံးလို့ပြောမယ်ဆိုလို့ရှိရင်အထာရတ18ရသောအတတ်ပညာလို့ဆိုတာစာပေထဲမှာမှတ်တမ်းတင်ထားတာသင်္ချာအတတ်တွေလည်းပါတယ်ချက်နီးပြုံနီးတွေလည်းပါတယ်အဆိုကတွေလည်းပါတယ်နောက်တစ်ခုကတော့စင်စည်းမြင်းစည်းဓာခုတ်လှန်ထိုးအဲ့ဒီအတတ်ပညာမျိုးတွေလည်းပါတယ်မြတ်ပြည့်တဲ့အတတ်ပညာတွေသူတို့ခေတ်ကသင်ရမယ့်ပညာရက်တွေအားလုံးအဲ့ဒီမှာသင်ပေးတယ်လို့ဆိုအားလုံးတတ်ပညာတွေသင်ပြီးတော့လေ့ကျင့်ကြရတာနောက်ဆုံးမှာပညာရက်တွေစုံသွားပြီစင်တက်မြင့်တက်ဆိုတာသူတို့ခေတ်မှာမင်းကြီးမင်းသားတွေမတက်မဖြစ်တဲ့အတတ်တွေပဲမြန်မာနိုင်ငံမှာလည်းပဲရှားစွင်းတွေကိုဖတ်ကြည့်မယ်ဆိုရင်အင်းဝကဒုတိယမင်းကောင်ဆိုတာဟာမြင်းစည်းခြင်းအတတ်ကိုတစ်ဖက်ကန်းခတ်ကျွမ်းကျင်လာတယ်လို့ဆိုတာသမိုင်းထဲမှာမှတ်တမ်းတင်ထားတာဟောရှေ့ကနေပြေးနေတဲ့မြင်းကိုနောက်ကနေလိုက်ပြေးပြီးတော့မြင်းမော်ခုန်တက်နိုင်တယ်ဆိုရယ်သူ့အရေးချမ်းမြင်းပြေးနေတဲ့အချိန်လေးမှာပဲ
မြင်းရဲ့ဘိုက်အောက်ကနေလှက်ပတ်ပြီးတော့ကြောပေါ်ပြန်ရအောင်တက်နိုင်တယ်လို့ဆိုတယ်မြင်းပြေးနေတော့မှပဲမတ်တက်ရပြီးတော့စီးပြနိုင်တယ်မြင်းစည်းကျွမ်းကျင်မှုတွေလေ့ကျင့်ထားလို့ရှိရင်မတန်အောင်ဝယ်ရကောင်းတဲ့တပ်ပညာမျိုးစုံတတ်ကြတယ်ရှေးခေတ်ကရှေးစနစ်နဲ့တပ်ပညာရက်တွေကိုအဲ့လိုသင်ယူကြတာအဲ့တော့သုဒ္ဓသောမဟာဆရာတစ်ပိုင်းလုပ်ပြီးတော့သုဒ္ဓသောမမင်းသားကပြမတ္တမင်းသားမှစပြီးခြံတဲ့တိုင်းပြည်အသီးသီးကရောက်လာတဲ့မင်းသားတွေမင်းကြီးမင်းသားတွေကိုသူကဆရာလုပ်ပြီးသင်ပေးပြီးနောက်ဆုံးသူတို့တပ်ပညာစုံတဲ့အခါမှာဆရာကြီးကိုကြော့ပြီးတော့ကိုယ်တိုင်းပြည်ကိုပြန်ညမှာပေါ့အဲ့ဒီလိုပြန်ညတဲ့အခါမှာနောက်ဆုံးနှုတ်ဆက်ပွဲလုပ်တယ်သုဒ္ဓသောမအားလုံးကျေးဇူးတင်သူတို့ဆရာဆိုတော့တစ်ဖက်ကလည်းလေးစားပြီးတော့ကျေးဇူးတင်အားလုံးစုံစည်းတဲ့အချိန်မှာသုဒ္ဓသောမမင်းသားကအမှားစကားပြောတယ်ပြောတော့ဆိုတလလေးသတင်းကိုချင်းသီလကိုထိမ့်သိမ့်တဲ့အနေနဲ့ဥပုသ်ဆောင်သုံးညဖို့မှားတယ်ပြီးတော့ကိုယ်နိုင်ငံကိုရောက်လို့ရှင်အချိန်ခါအားလျော်စွာဥပုသ်နေ့တွေမှာအသားငါမပေါ်ရဆိုတဲ့အမိန့်ကိုထုတ်ပြန်ကြဖို့ကိုယ်နိုင်ငံကိုရောက်လို့ရှင်နေ့စဉ်မတတ်ရဆိုတဲ့အမိန့်ဟာမဖြစ်နိုင်တာဖြစ်တော်လဲပဲတရက်တလေတရားရရဲ့အသက်ဘေးမဲ့ပေးတဲ့အနေနဲ့ဥပုသ်နေ့ဆိုလို့ရှိရင်မာဂါဒသမယတဲ့ဒီကနေ့သားငါမပေါ်ရဆိုတဲ့နေ့ကိုသတ်မှတ်ပြီးတော့လောက်ကြပါလို့သူကကြံပေးဆုံးမအားလုံးကလည်းလက်ခံတယ်လောက်ပါမယ်လို့လက်ခံအဲ့ဒီပဲသူကအနေနဲ့ရဲရကလာတဲ့တဲ့သူနဲ့လည်းပထမဆုံးလဲတွေ့တယ်ဇရိတ်ကျမ်းပုံရတဲ့ဗာရဏသီကပြမထက်ဆိုတဲ့မင်းသားကိုကြည့်ပြီးတော့အနာဂတ်သူ့ရဲ့နှစ်ဖူးရည်ဒူးရည်ကနေဆက်စဉ်းစားလိုက်တော့ဒီလူကတော့ဒီမင်းသားကတော့တကြည့်လိုက်ရင်လူတွေဒုက္ခပေးမဲ့လူပဲဇရိတ်အမတမကျမ်းတယ်ဆိုတာကိုသူကအကဲခတ်မိတယ်ကဲခတ်မိလို့အထူးသဖြင့်သူ့ကိုပဲတတိပေးဆုံးမပြီးအာလုံးကိုလန်းကိုနိုင်ငံကိုပြန်ကြတယ်ပေါ့ရှေ့ကပညာတတ်လို့ကိုနိုင်ငံကိုပြန်သွားကြတိုင်းပြည်ရောက်တဲ့အခါကျတော့အသီးသီးပညာရက်တွေပြကြပညာပြတယ်ဆိုတော့သူတို့သင်လာတဲ့တတ်ပညာဆင်စီပြမယ်မြင်းစီပြမယ်ဓာခုလန်ထိုးဆိုတဲ့တတ်တွေပြရတယ်ဒီမန္လမင်းသားဗန္ဓုလဆိုတာရသော်ဘုရားလက်ထက်ကဒီမြန်မာပြည်ကမဟာဗန္ဓုလပြောတာမဟုတ်ဘူးเนาะနာမည်ကဟောဗန္ဓုလနာမည်ကိုယူထားတာအဲ့တော့မန္လမင်းသားဗန္ဓုလဆိုတာအခုလိုပဲဆရာစီကတတ်ပညာသင်ပြီးတဲ့အခါမှာတိုင်းပြည်ရောက်တဲ့အခါမှာပညာပြရတယ်သူတို့လက်တွေ့သင်တန်းတက်လာတဲ့ထဲမှာလက်တွေ့စွမ်းရည်ပြရတယ်ပေါ့နော်စွမ်းရည်ပြတော့ကသူကဘာစွမ်းရည်ပြတော့ဆိုလို့ရှိရင်ဝါတစည်းတစည်းမှာအလုံး60ဝါစီအဲ့ဒီဝါအစီအလုံး60ပါဝင်တဲ့ဝါစီပေါင်း60ကိုသူ့ဓာတ်နဲ့အကုန်လုံးတိနေနေအောင်ခုတ်ပြမှာတခါတည်းနဲ့ဒါသူပြတဲ့ပညာရပဲအဲ့တော့အဲ့ဒီပညာကိုပြမယ်ဆိုဝါးတွေစီးထားလိုက်အလုံး60တစည်းအလုံး60တစည်းအစီးပေါင်း60သူဟာပြေးလာပြီးခုံလွှားပြီးတော့အဲ့ဒီဝါးစီး60ကိုတခါတည်းနဲ့ခုတ်ပြအဲ့ဒီလိုပညာပြမယ်ဆိုတဲ့အချိန်မှာသူနဲ့ပြိုင်ဘက်တွေတို့သူမလိုလားတဲ့ပုဂ္ဂိုလ်တွေတို့လူဆိုတာညစ်တဲ့လူကတော့အများအားရှိတာကြီးပဲနော်ဟိုခေတ်ကလူကောင်းဒီခေတ်ကလူဆိုးဒီလိုကြီးပဲတတ်မှတ်လို့မရဘူးဆိုးတဲ့လူကရှေးခေတ်ကလည်းဆိုးတာပဲအဲ့တော့သူ့ဆွေတွေမျိုးတွေကဘာလုပ်လဲညစ်ပတ်တဲ့စိတ်နဲ့
အဲ့ဒီဝါစီ60ထဲမှာမသိအောင်တန်ကြောင်းတွေထည့်စီထားတန်ကြောင်းတွေထည့်စီသူမသိခင်အဲ့ဒီမှာပညာပြပြီဆိုတော့လာကြည့်တဲ့အခါဝါစီ60ကိုအင်းနဲ့အားနဲ့သူ့ဓာတ်ကလည်းမတန်ထက်တဲ့ဓာတ်နဲ့ခုတ်လိုက်တာတစည်းပြီးတစည်းခုတ်သွားတာအစီး59စီးခုတ်လိုက်တာဘာသာမှမကြောက်အကုန်လုံးပြတ်သွားတာဒါအရှိန်ဓာတ်သွားလည်းမတန်နောက်ဆုံးအစီးကျတော့တန်နဲ့ရိုက်မိတဲ့အတန်လေးထွက်သွားတယ်ဝါကိုဖြတ်တဲ့အတန်မဟုတ်ဘူးတန်ချင်းထိတဲ့အတန်လေးထွက်သွားတဲ့အခါကျအဲ့ကြတော့သူကသိတယ်ဘာလုပ်တာလဲပေါ့ဘာလုပ်တာလဲဆိုတော့ကြည့်လိုက်တဲ့အခါဝါစီတိုင်းမှာတန်ချောင်းတွေထည့်စီထားသူ့ကိုညစ်ပတ်ကြတာပေါ့နော်အဲ့ဒီမှာသူကစိတ်တွေဒါဆိုးတယ်ကြံတဲ့သူ့အမျိုးတွေအဲ့ဒီလူတွေဒီညစ်ပတ်တဲ့လူတွေပြိုင်ပွဲမှာစီမံတဲ့လူတွေကိုအကုန်လုံးဓာတ်နဲ့ခုတ်မယ်ဆိုပြီးတော့ပြောတော့သူ့မိဘတွေကသူ့ကိုဖြားပြောင်းတယ်မလုံးနဲ့ဒါမျိုးမလုံးရဘူးပေါ့ဆိုပြီးတော့သူကနားချတော့သူဟာစိတ်အတော်ထိခိုက်သွားပြီဓာတ်ကိုပြစ်ချပြီးတော့ငါအမျိုးတွေငါလူမျိုးတွေဟာငါပေါ်မှာမကောင်းကြဘူးပေါ့တယောက်ကသာလာပြီးတော့ဝါလုံးတိုင်းမှာတန်ချောင်းတွေထည့်ထားတယ်ဆိုတာကိုတိတ်တဆိတ်အတိပေးမယ်ဆိုရင်ဘာသာမှမကြောက်ငါခုတ်ပြမယ်နောက်ဆုံးအစည်းလေးမှာသူအားလေးနည်းနည်းလျှော့လိုက်တဲ့အခါမှာတန်ချင်းထိတဲ့အတန်ပေါ်သွားတယ်ပညာရပြရဲဆိုတာအဲ့ဒီပုံစံမျိုးဆွလို့တယ်ပေါ့နော်သူနိုင်ငံမနေတော့ဘဲနဲ့ကောသလမင်းကြီးစီသွားအမှုထမ်းတာလေဗန္ဓုလစစ်သူကြီးဆိုပြီးတော့အဲ့ဒါအကြောင်းပဲသူ့ကိုဝိုင်းညစ်ပတ်တာမခံနိုင်လို့သူ့တိုင်းပြည်သူမနေတော့ဘူးတခြားတိုင်းပြည်သွားပြီးတော့မင်းမှုရန်လုပ်တယ်ခုလည်းပဲသုဒ္ဓသောမတို့ဗြဟ္မတတ္တတို့ဆိုတဲ့မင်းသားတွေဥဆောင်ပြီးတော့သူတို့မိဘတွေစီရောက်တဲ့အခါကျတော့သူတို့ပညာတွေအသီးသီးပြတော့မိဘတွေကကျင့်တတ်တာကျင့်တတ်ပြီးသူတို့ယာရုတွေပေးတာအလုံးအင်ရှိဥပရာဇာယာရုပေးခန့်အပ်အဲ့ဒီမှာအသီးသီးဟာနောက်နှစ်လေးရလာတဲ့အခါမှာကျတော့သူတို့ကဘုရင်ဖြစ်လာကြတယ်ပေါ့နော်ဒီလိုပဲတိုက်ပြည်အုပ်ချုပ်တဲ့ဘုရင်တွေဖြစ်လာဘုရင်တွေဖြစ်လာတဲ့အခါကျတော့သုဒ္ဓသောမစီမှာစာလွှာတွေပို့ကြတယ်သူပြောလိုက်တဲ့အတိုင်းမမေ့ပါဘူးဥပုပ်နေတွေဥဆောင်ပါတယ်မာခာဒသမယတို့တန်ခါမပေါ်ရနေတွေမှာလည်းပဲသူတို့အမိန့်ထုတ်ပြန်ပြီးတော့တားပါတယ်ဆိုတဲ့အကြောင်းလေးသုဒ္ဓသောမစီစာပို့ကြတယ်ဘာကြောင့်လို့ဆိုရင်သူကဆရာတစ်ပိုင်းလောက်လာတာဆိုတော့ကျေးဇူးတင်တဲ့စာတွေနဲ့ပို့ပြီးတော့ကိုယ်တိုင်းပြည်ကိုငြိမ်ချမ်းနဲ့ဒီလိုအုပ်စိုးကြတာအရွယ်တွေရလာကြတယ်အဲ့ဒီမှာအဖြစ်တစ်ခုကဗာရဏသီမှာကျုံလာတယ်ပြမရမင်းသားကလည်းပဲသူ့ဖခင်ကထိနန်းလွှဲလိုက်တဲ့အခါမှာသူကမင်းဖြစ်လာတယ်သို့တော့သူ့ရဲ့ရင်ထဲနှလုံးထဲကဇယိုက်ကျမ်းလေးရှိတယ်ရက်ဆက်တတ်တဲ့ဇယိုက်ကျမ်းလေးရှိတယ်သူမင်းဖြစ်လာတဲ့အခါကျတော့သူကတော့သူ့ဇယိုက်ကဘာလို့ဆိုရင်အသားမပါရင်ထမင်းမဝင်တဲ့ဇယိုက်ဖြစ်သူတတ်လို့မစားနိုင်ဘူးဆိုပါစို့နော်တတ်လို့ဆိုရင်ထမင်းမမိန်ဘူးတဲ့အသားပါမှထမင်းမိန်တယ်အသားမစားရတဲ့နေ့ဆိုရင်သူမကျင့်နိုင်ဘူးဒါကြောင့်မို့နေ့စဉ်အသားသူ့ရဲ့စရောချက်ကစားတော်ကဲကအမြဲတမ်းအသားကိုရှာထားပြီးတော့ဒီကျွတ်တင်ပြီးတော့ဥပုပ်နေ့တွေဘာတွေမှာဆိုရင်ကျွတ်တင်ပြီးတော့ဝယ်ထားပြီးတော့သူအမြဲတမ်းသူပွဲတော်တည်တဲ့အခါမှာအသားဟင်းနဲ့ပဲစားလိမ့်ရှိတယ်ဖြစ်ချင်တော့အဲ့ဒါလိုပဲကြိုတင်ပြီးတော့မှားထားတဲ့အသားချက်မဲ့ပြုတ်မဲ့ဆိုပြီးတော့ခိတ္တခဏထားပြီးစဖိုးတကားကိုမပိတ်မိပဲနဲ့ရေသွားချိုးဓမ္မရဲ့စဖိုးစီက
အဲ့ဒီထဲမှာဘုရင်အိမ်မှာမွေးထားတဲ့ခွေးတွေကလည်းရှိတယ်တကားတိုးဝင်လာပြီးတော့ဝယ်ထားတဲ့အသားတွေအကုန်လုံးမသွားကြကဲဘုရင်ကြီးအတွက်စားတော့ကဲချက်မယ်ဆိုပြီးတော့ကြည့်လိုက်တဲ့အခါအသားလုံးဝမရှိတော့ဘလောက်သူ့စိုးရင်စိတ်တွေဖြစ်သွားလဲဆိုရင်အသားမပါပဲနဲ့ပွဲတော့မတီးတဲ့ဘုရင်ကြီးကိုသူအသားမပါတဲ့ဟင်းနဲ့သူမကပ်ရဲမကြွေးရဘူးကြွေးရင်သူဒုက္ခရောက်မှာဆိုတော့သူသိအဲ့တော့အသားကလည်းပဲဘယ်မှဝယ်မရတော့မာဂါဒသမယမတတ်ရဆိုတာကြတော့ဘယ်သူမှလည်းမတတ်ရဘူးဘယ်သူမှအသားမပေါ်ရဘူးပြစ်ဒဏ်ခတ်ခံတစ်မျိုးလုံးလိုက်လံရှာဖွေတာမရဘူးမရတော့ကြံမိကြံရကြံအသားမပါပဲတော့သူမလုပ်ရဲဘူးသူ့တက်သေးမှကြောက်တော့မောင်ကြီးပြိုးတဲ့အချိန်လေးမှာသုတ်တံမဲ့ထွက်သွားလိုက်တယ်သုတ်တံနဲ့ရောက်တဲ့အခါကျတော့လောလောဆယ်အဆီးရင်းနဲ့သေးလာတဲ့လူတစ်ယောက်လာချသွားသွေးရဲတန်ရဲနဲ့အဆီးရင်းနဲ့သေးလာတဲ့လူတစ်ယောက်ဟန်ကြပြီလူကလည်းဝေါဝဆိုအဲ့ဒီမှာပေါင်သားတွေကိုလှီးပြီးတဲ့အခါမှာခြေနှောင်းနဲ့အပြည့်ထက်လာပြီးဟိုရောက်တဲ့အခါကျတော့ခါတိုင်းချက်တယ်လို့ပဲချက်တာလူသားကိုစားပြီးတော့ချက်တာအဲ့ဒီအဲ့ဒီအဖြစ်ပြက်ကဒါလူလောကမှာဒီလိုဖြစ်တတ်တယ်လေဗမာပြည်မှာတော့ရင်တော့ကြားသေးတာပဲလေအိုးကြီးချက်တွေပါဒီမှာအဲ့တော့ရှိတတ်တာပဲเนาะဘာအိုးကြီးဆိုလားအဲ့ဒီမှာတော်သေးတာပေါ့သေတဲ့လူတွေဆရာရသွားလို့အဲ့ဒါလို့ရသွားပြီနောက်တည့်ရကျတော့ပုံမပြက်ပန်းမပြက်ဘုရင်ကြီးကိုသွားပြီးတော့စားတော့ဆက်တယ်ဆက်လိုက်တော့ဘုရင်ကြီးကအဲ့ဒီအသားရှာပေါ်တင်လိုက်ကြရတာခရိုင်းအသားမဟုတ်ဘူးဆိုတော့သိသွားချက်ချင်းဘာကြောင့်သိတာတော့ဆိုသူကပြီးခဲ့တဲ့ဘဝတော့ဘလူးဖြစ်ခဲ့တာဒီအသားကိုကြိုက်တယ်ဒီအနံ့လေးနဲ့ဒီအသားကိုတားကြိုက်တာမစားဘူးသေးတော့သူကောင်းမှမသိသေးဘူးအဲ့ဒီနေရှာပေါ်တင်လိုက်တာနဲ့အကြောတွေကိုစိမ့်သွားလောက်အောင်ကောင်းတဲ့အခါကျတော့ဘုရင်ဆိုတာဟန်လောက်တတ်တယ်မသိလေသိကြအောင်ဆောင်ပြီးတော့လောက်တတ်လေရှိတယ်သူတို့တင်တဲ့ထဲမှာကိုပါဝုံရတယ်ဟန်ဆောင်ရတဲ့အတတ်ပြအဲ့ဒီမှာသူကဖြတ်ခနဲ့ဆိုပြီးတော့ထွေးထုတ်လိုက်တဲ့အခါကျတော့စဖို့စားတော်ကမျက်လုံးပြူသွားတယ်ရှင်မင်းကြီးအန္တရာယ်မရှိပါဘူးဒီသားပြောတဲ့အခါအန္တရာယ်မရှိပါဘူးဒီဘောခါတိုင်းရတာနဲ့မတူဘူးမင်းဟာခါတိုင်းလိုပဲချက်ပါတယ်ခါတိုင်းသားပါပဲလို့ဆိုဘုရင်ကြီးကမကျေနပ်ဘူးဒီတိုင်းပြောရင်တော့ဒီကောင်ငါအမှန်တိုင်းပြောမှာမဟုတ်ဘူးမှန်တိုင်းပြောမှာမဟုတ်ဘူးဆိုပြီးတော့ဘုရင်ကြီးကမင်းမှန်တာကိုပြောအရင်အသားမဟုတ်ဘူးဆိုတာငါသိတယ်ငါ့ကိုလိမ်မှုမကြိုးစားနဲ့ဆိုတဲ့အခါကျတော့ကြောက်သွားတယ်ဘုရင်ကသိနေပြီဆိုကြောက်သွားတော့တူတူလေးပြောပြရစေဆိုပြီးပြောတော့သူ့ရဲ့အဖြစ်အပျက်ကိုပြောတာဝယ်ထားတဲ့အသားခွေးစားသွားတယ်အဲဒါကြောင့်မို့လို့သုတ်တန်သွားပြီးတော့လူသားကိုသူချက်ရပါတယ်ပေါ့အပြစ်ပေးရင်လည်းခံရပါမယ်ဆိုဘုရင်ကြီးကဒီသားမှငါကြိုက်တာဒီသားမှငါကြိုက်တာအဲ့တော့မင်းတိတ်နေဒီစကားကိုမကြက်ပြန့်စေနဲ့နေ့တိုင်းဒီသားမျိုးပဲချက်ဆိုတော့မျက်လုံးပြူးသွားတယ်စားတော့ခဲ့ရှင်မင်းကြီးဘယ်ရနိုင်မှာမရုံးလူသားဆိုတာနေ့တိုင်းမခဲရင်မဟုတ်ငါရနိုင်တဲ့နီလန်းပြောပါမယ်ထောင်ထဲမှာပြည့်နေထောင်ထဲကတနေ့တယောက်ဆွဲထုတ်ပြီးတော့ထောင်ထဲကလူသားတွေချက်ခိုင်းတာစဉ်းစားတာကြည့်တော့နော်အဲ့ဒါလို့ဘုရင်ကြီးနဲ့သူနဲ့နှစ်ယောက်တည်းသိပါစေဘယ်သူမှမသိစေနဲ့ဆိုတိတ်တဆိတ်အဲ့ဒါလို့
လက်ဝါးရိုက်ပြီးတော့စားတာထောင်ထဲကလူတွေကုံသွားပြီရှင်မင်းကြီးထောင်ထဲကလူကုံသွားပြီမရှိတော့ဘူးချုပ်ထဲမှာအဲ့ဒါဆိုရင်အပြစ်ရှာမြို့ထဲမှာငွေ1000တို့ချလမ်းမှာကောက်တဲ့လူဖမ်းပြီးတော့အဲ့ဒီလူသားနောက်ကြတော့လူတွေကကြောက်လန့်ပြီးတော့ဘယ်သူမှအဲ့ဒီငွေ1000တို့မကောက်ရဲတော့ဘူးအဲ့တော့အခက်ခဲကြုံလာတဲ့အခါကျတော့ရှင်မင်းကြီးထောင်ထဲကလူလည်းမရှိဘူးကုံသွားပြီပြင်မဲ့ကလူတွေလည်းကြောက်လန့်ပြီးတော့ဘယ်သူမှငွေ1000တို့မကောက်ရဲဘူးဘယ်လိုလုံးဝမလုံးဆိုတော့လွယ်ပါတယ်ညနေဝင်ရိုးကြီးမှာတကားပိတ်ဖို့လို့မနဲ့တကားဖွင့်ဖို့လို့ဆိုတဲ့နေဝင်ရိုးကြီးတကားပိတ်ဖို့စီတီးတယ်ရှေ့ကနော်စီတီးလိုက်တဲ့အခါမှာမြို့တကားပိတ်ရတယ်အဲ့ဒီအချိန်မှာလူတွေဟာအပြေလွှာသွားကြလာကြရှော့ရှက်ခတ်ကိုယ်အလုပ်ကိုသိမ့်ပြီးတော့ကိုယ်ရင်ကိုသွားကြရတဲ့အခါမှာဘယ်သူမှခေမဆိုင်ရဲ့နိုင်မှုပေါ့အဲ့ဒီအချိန်လေးမှာမှောင်ရိပ်ခိုပြီးတော့ဖမ်းနေပြီးပါဇက်ပိတ်ပြီးအဲ့ဒီအသားကိုလှီးယူသွားအဲ့တော့လှီးယူသွားတာတနေ့လည်းမဟုတ်ဘူးနေ့တိုင်းလှီးသွားတဲ့အခါကျတော့လူတွေကအိုးကြက်ဖြစ်လာတယ်ဟာဘယ်သူပြင်ပျောက်သွားပြန်ပြီငါအမေပျောက်သွားတယ်ငါအဖေပျောက်သွားတယ်ငါမောင်ငါနှမစသဖြင့်လူတွေဟာပျောက်သွားတဲ့အခါကျတော့သူလိုဖြစ်လာတယ်မြို့ထဲများကြားဝင်ဆွဲသလားဘာကြောင့်လူတွေပျောက်သွားမှမသိဘူးနောက်ပိုင်းရောက်တဲ့အခါမှာလမ်းဘေးမှာလူတွေသေးနေတာတွေ့တယ်အဲ့တော့ဧကန္ဒိဋ္ဌလူသေးတာလဲရိုးမသေးဘူးပေါင်သားတွေပျောက်နေတယ်ရှင်အုပ်သားတွေပျောက်သွားတယ်လူသေးကောင်တွေ့လိုက်ရင်လည်းပဲဓာတ်နဲ့လှိသွားတဲ့ဒဏ်ရာဒီပုံစံကြီးပဲဖြစ်နေတယ်အဲ့တော့မသင်္ကာဘူးလူသားစားတဲ့လူရှိပုံရတယ်ဆိုသို့လောဖြစ်လာလူတွေကဘုရင်နန်းတော်သွားပြီးတော့ဘုရင်ကြီးကြားအောင်ဆန္ဒပြအော်ဟစ်ကြတယ်ပေါ့နော်တိုင်းပြည်လုံခြုံရေးမရှိဘူးလူတွေပျောက်တယ်အသက်ခံရတဲ့လူတွေတွေ့နေရပြီအဲ့တော့ဒီလူကိုဖမ်းပေးပါလူသားသမားလူသားစားတဲ့လူကိုဖမ်းပေးပါနဲ့ဆိုဘုရင်ကြီးပြောတော့ဘုရင်ကြီးကငါဘာတတ်နိုင်မှာတော့ပေါ့ငါဘယ်လိုလုပ်ပြီးတော့ဖမ်းနိုင်မှာတော့တောင်းမယူပဲနဲ့ဘုရင်ကြီးကဂိမ်းမဆိုင်တဲ့နေတဲ့အခါမှာလူတွေကကာလဟတ္ထိဆိုတဲ့စစ်သူကြီးစီသွားကြတယ်သွားပြီးတော့စစ်သူကြီးမင်းဒီမြို့တော်မှာတော့ဒီတိုင်းဖြစ်နေပြီလူတွေပျောက်သွားတယ်ပျောက်သွားတဲ့နေရာတိုင်းမှာပဲပေါင်သားတွေလှိယူသွားတာတွေ့ရတယ်ဒါလူသားစားတဲ့လူရှိနေပြီအဲ့ဒါရအောင်ဖမ်းပေးပါဆိုတော့စစ်သူကြီးကအေးတပတ်လောက်စောင့်ကြည့်စိတ်မပူနဲ့ငါစိတ်မှန်းမယ်ဆိုပြီးတော့ကာလဟတ္ထိစစ်သူကြီးကနေပြီးတော့သူ့လူတွေကိုအရှိုးနေရအနှံ့လူတွေကိုချောင်းမြောင်းပြီးတော့လူသားစားတဲ့လူသားသမားကိုဖမ်းညမယ်စောင့်နေချထားလိုက်တယ်ရှုပ်ဝက်ပြီးတော့ချထားလိုက်တရက်ကြတဲ့အခါကျတော့ခုနအင်ညိုအင်ညာထွက်လာတဲ့လူကိုဖမ်းကုပ်ပြီးတော့အသားလှီးနေတဲ့အချိန်မှာစောင့်ကြည့်နေတဲ့စစ်သူကြီးရဲ့လူတွေကတွေ့တာနဲ့အဲ့ဒီလူကိုခုတ်ဆွဲပြီးဖမ်းတာဖမ်းမိသွားတော့လှီးပြီးတော့တောင်းထဲမှာထည့်နေတဲ့အဲ့ဒီအသားတွေရောသူ့ရောခိုးတယ်နဲ့ကွာဖမ်းသွားပြီစစ်သူကြီးရှိသွားပေါ့လူသားစားတဲ့လူဖမ်းမိပါပြီဆိုပြီးစစ်သူကြီးအဲ့ဒီမှာစစ်သူကြီးကသူ့ကိုမလွတ်အောင်ချီနှောင်ထားပြီးတော့ဝန်းရံထားပြီးတော့သူ့ကိုစစ်ဆေးတယ်အဲ့စစ်ဆေးတဲ့နေရာကစပြီးတော့ဒီဇလန်းကိုစထားတာနော်ကြပြအဆိုမိန်ကဒီကနေစသူမေးပုံကတော့
ဘုရင်ရဲ့စားတော်ခဲရတကလို့ခေါ်တယ်ရတကဆိုတာဘုရင်ရဲ့စားတော်ကိုချက်ရတဲ့ပုဂ္ဂိုလ်ပေါ့နော်သမင်းကျက်သမားပဲစားတော်ခဲရတကဘာဖြစ်လို့ဒီလိုရက်ဆက်တဲ့အလုပ်တွေမင်းဘာလို့လုပ်တာလဲမင်းစားခြင်းလို့လှုပ်တာလားသို့မဟုတ်ငွေကြေးဒနာအတွက်လှုပ်တာလားသူ့ကိုစစ်ဆေးတယ်စစ်သူကြီးကစစ်မေးတယ်စစ်မေးတဲ့အခါကျတော့သူကဖြောင်းချက်ပေးတယ်ကျွန်တော်မျိုးဟာကိုယ့်အတွက်လှုပ်တာလည်းမဟုတ်ပါဘူးတဲ့ဆွေမျိုးသားချင်းတွေအတွက်လှုပ်တာလည်းဘယ်သူအတွက်မှပစ္စည်းဥစ္စာလိုချင်လို့လည်းလှုပ်တာမဟုတ်ပါဘူးတဲ့တကယ်ကတော့ကျွန်ုပ်တို့ရဲ့အရှင်သခင်ဘုရင်မင်းကြီးအတွက်လှုပ်ရတာပါဆိုဖွင့်ချလိုက်တခါတည်းအရှင်သခင်ဘုရင်မင်းကြီးအတွက်သူဟာဘုရင်မင်းကြီးကိုဆက်တာဖို့လှုပ်ရတာပါလို့စစ်သူကြီးကိုသူဖြောင်းချက်ပေးလိုက်တဲ့အခါအဲ့နေညမှာညာကြီးပဲဖမ်းမိတာကိုသူ့ကိုတုံနှောင်ထားတယ်မလွတ်အောင်အဆောင်နေထူထပ်စွာချထားပြီးတော့စစ်သူကြီးကဒီလိုဆိုလို့ရှိရင်နောက်တည့်ရက်ကြာရင်မင်းဘုရင်ရှိမှငါမေးတဲ့အတိုင်းမင်းထွက်ဆိုရဲလားထွက်ဆိုပါမယ်ဝန်ခံလိုက်အဲ့ဒါနဲ့တညလုံးသူ့ကိုအဲ့ဒီနာမှာတုံနှောင်ချီထားပြီးတော့မနေ့လင်းတဲ့အခါမှာစစ်သူကြီးရောသူတို့ဖမ်းမိထားတဲ့လူရောနန်းတွင်ဝင်သွားကြတယ်အဲ့ဒီနေ့ညကဘုရင်ကြီးကလည်းညတော့ညစာမစားရသေးဘူးမျောနေတာညစာချက်ပြီးတော့ကျွေးမဲ့အချိန်မှာမစားလိုက်ရဘူးအဲ့ဒီနေ့ညစာလွတ်သွားတယ်နော်အသားရှာနေတော့ဟိုကောင်ဖမ်းခံလိုက်ရတာဆိုတော့ညစာလွတ်သွားတယ်တညလုံးလာနိုးနဲ့သာမျောလိုက်ရတယ်တညလုံးဘိုက်ဆာဆာနဲ့အိတ်တောင်မပြုံးမနဲ့ရောက်လာတဲ့အခါကျတော့နောက်ကလူအုပ်ကြီးလည်းပါတယ်ဆူညံနဲ့နန်းနေမှာလူတွေရောက်လာတော့လှမ်းကြည့်လိုက်တယ်လှမ်းကြည့်လိုက်တော့သူ့ရဲ့စားတော်ကဖမ်းခံလာရတာကိုတွေ့တော့ဟာငါတို့အမှုတွေတော့ပေါ်ကုန်ပြီချင်တယ်ဒါပေမဲ့လို့ဘုရင်ကဟန်နဲ့သူကဟန်မပြက်ပလင်ပေါ်မှာထိုင်ဆောင်တယ်စစ်သူကြီးနဲ့အလုံးဝင်သွားတယ်ဝင်သွားတဲ့အခါမှာမလာခင်မဲ့စစ်သူကြီးနဲ့မြို့သူမြို့သားတွေကစီးဝါးကြိုက်ထားတယ်ဘုရင်ကြီးကညင်းရင်ဘယ်လိုလုပ်မလဲဟိုမခိုင်ရောဘယ်လိုလုပ်မလဲအဲ့ဒါတခုခုသူတို့ဘုရင်ကြီးကညင်းဆိုလာတဲ့အခါမှာမြို့သူမြို့သားတွေအားလုံးကစစ်သူကြီးဘက်ကယက်တိဖို့မြို့ကိုစစ်သူကြီးကအဆောင်နေထူထပ်စွာချထားခဲ့ပြီးကုံသူ့လူတွေနဲ့အကုန်လုံးစောင့်ကိုထူထပ်စွာချထားခဲ့ကျွတ်တင်စီမံထားပြီးတော့ဘုရင်ကြီးစီတက်သွားကြတယ်ဟိုရောက်တဲ့အခါကျတော့မေးတယ်စားတော့ကဲမင်းဘာဖြစ်လို့ဒီလိုရက်ဆက်ကြမ်းတမ်းတဲ့အလုပ်တွေကိုလုပ်ပြီးတော့လူတွေကိုလိုက်သားရတယ်လဲဆိုဘုရင်မင်းကြီးအတွက်သားရတာပါလို့ဘုရင်ရှိမှဖြောင်းချက်ပေးလိုက်တဲ့အခါကျတော့စစ်သူကြီးကဘုရင်ကြီးကိုမေးတယ်အရှင်မင်းကြီး तू ကဒီလိုဖြောင်းချက်ပေးနေပြီရှင်မင်းကြီးကခိုင်းနေဆိုတာဟုတ်သလားအေးဟုတ်တယ်လေတဲ့ငါခိုင်းတာမင်းတို့ကဘာလို့ဖမ်းရတာတော့ငါခိုင်းထားတဲ့လူကိုမင်းတို့ကဘာဖြစ်လို့ဖမ်းရငါခိုင်းထားတာဆိုတော့စစ်သူကြီးကဒီဘုရင်ဟာသူကိုယ်တိုင်မဟုတ်တာလုပ်ပြီးတော့မဟုတ်တာသူ့ဘက်ဆက်ကနေထုတ်ပြီးတော့ပြောရဲတယ်အတော်ရက်ဆက်တယ်စစ်သူကြီးကလူသားတွေကိုရဲဆက်ဆက်တတ်တယ်ဆိုပြီးစစ်သူကြီးကဘုရင်ကိုနားချမယ်ပေါ့ဘုရင်ကိုနားချမယ်ရှင်မင်းကြီးလူသားဆိုတာမစားတတ်ဘူးဇတ်တုသားဖြစ်တယ်မြတ်စွာဘုရားကလည်းပဲယဟန်တော်တွေကိုအသားကြီး10မျိုးဆိုပြီးတော့မစားရတဲ့အသားတွေသတ်မှတ်ထားတာရှိတယ်ဒါလည်းသူအကြောင်းနဲ့သူပဲလူသားကိုဘာကြောင့်မစားရတော့
ယဟန်နေရလူသားစားမိလို့ရှိရင်ထုံလစင်းအာဘတဲ့ဘာကြောင့်လူသားမစားရဘူးလို့ပြညတ်ခဲ့တာတုံးဆိုတော့လေတကယ်လူသားစားမိတဲ့ကိုယ်တော်တစ်ပါးကိုအကြောင်းပြုပြီးတော့ပြညတ်တာအဲ့ဒါတော့တုတ်ပိယဆိုတဲ့အမျိုးသမီးဟာတိတ်တရာတရားကောင်းတယ်ဝိသခါတို့ရဲ့တငယ်ချင်းခုနလိုပဲတန်ခါမပေါ်ရနေ့နဲ့ကြုံပြီးတော့လာတဲ့အခါမှာမကြမ်းမဖြစ်နေတဲ့ကိုယ်တော်တစ်ပါးအတွက်စွတ်ပြုတ်လို့ဖို့ရအသားရှာတာမရအောင်အဲ့ဒီစွတ်ပြုတ်ဖို့ရအသားရှာတာမတွေ့တဲ့အခါကျတော့နောက်ဆုံးမှဘယ်လိုမှဝယ်မရတော့အေးငါပို့မယ်လို့ဝန်ခံထားခဲ့တာအသားကလည်းဝယ်မရဘူးဒီကိုယ်တော်ကတော့မျောနေတော့မှာပဲယောဂလည်းတိုးသွားနိုင်တယ်ပေါ့ဆိုပြီးတော့သူ့ဟာသူအိတ်ခမ်းနဲ့ဝင်နေပြီးတော့တမြောင်နဲ့သူ့ပေါင်သားကိုလှီးပြီးတော့အဲ့ဒါကိုစွပ်ပြုတ်လုပ်ပြီးတော့ပို့ခိုင်းလိုက်တယ်အဲ့ဒီဇာလံဖြစ်ခဲ့ဘူးတဲ့ပေါ့အဲ့ဒါကြောင့်မြတ်စွာဘုရားလူသားမစားရဘူးလို့ယဟန်တွေကိုစတင်ပြညတ်တာမအပ်တဲ့အသားတွေထဲမှာလူသားအပြင်မှာဆင်သားတဲ့မြင်းသားတဲ့ဘာကြောင့်မစားရတာတော့ဆိုရင်ဆင်နေမြင်းတွေကိုဘုရင်ကတန်မိုးထားတယ်ဆင်သားမြင်းသားစားလို့ရှိရင်ဆင်ကိုတတ်တယ်မြင်းကိုတတ်တယ်ဆိုပြီးဘုရင်တွေကအေးအေးယူတတ်တယ်စေရေးစေရမှာအသုံးပြုတာဖြစ်သောကြောင့်ဆင်မြင်းကိုတန်မိုးထားတဲ့ခေတ်မှာဆင်သားမြင်းသားမစားရဘူးယဟန်တွေကိုမစားရဘူးလို့မြတ်စွာဘုရားပြညတ်တယ်ရာဇောမှုဖြစ်နိုင်တယ်အဲဒါကြောင့်ဆင်သားမြင်းသားမစားရဘူးနောက်ပြီးတော့ချင်းသေးတို့ကျက်သေးတို့ကြားတို့ဆိုတဲ့ဝုံတို့ဆိုတဲ့အသားတွေလည်းမစားရဘူးဘာကြောင့်မစားရတော့ဆိုလို့ရှိရင်ယဟန်တွေကတောထဲမှာနေတယ်ချင်းသေးသားတို့ကြားသားတို့ဘာလို့စားပြီးတော့တောထဲမှာနေမယ်ဆိုရင်သူတို့ကအနံ့ရလို့ရှိရင်လိုက်တယ်ဒုက္ခပေးတယ်တခါမွေသားလည်းမစားရဘူးမွေသားစားလို့ရှိရင်လည်းမွေတွေကလိုက်တယ်နော်အနှံ့ခံကောင်းတဲ့ဒိဋ္ဌံတွေကသူတို့သားစားတဲ့လူဆိုရင်သူတို့မုန်းတာပေါ့နော်အဲ့ဒီလိုဒုက္ခရောက်နိုင်တာဖြစ်သောကြောင့်မြတ်စွာဘုရားအဲ့ဒီအသားတွေကိုစားရဘူးလို့ပြညတ်တယ်အောင်းသားဆိုတာအောင်းသားဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့မြန်မာပြည်မှာအောင်းဘယ်ဟာလဲလို့ဆိုတာကိုမသေးမကွဲကြဘူးနော်အောင်းသားဆိုပြီးတော့ခေါ်တာအင်္ဂလိပ်အဘိဓာန်နဲ့တိုက်ကြည့်လိုက်တဲ့အခါမှာအောင်းလို့ဘာသာပြန်တာတရိစ္ဆာအစ္ဆတရိစ္ဆာသူကရမဟိန္ဒဆိုတဲ့ပေကြီးထဲမှာပါတယ်လေနော်တရိစ္ဆာကိုအောင်းလို့ခေါ်တယ်အဲ့ဒီတရိစ္ဆာကိုအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ဟာယိနလို့ပြန်တယ်အဲ့ဒီဟာယိနဆိုတဲ့အကောင်ကဘယ်လိုအကောင်တုံးလို့ဆိုမြေခွေးလိုဝန်းပလွေလိုကောင်မြေခွေးတဲ့ကြီးတယ်ဝန်းပလွေလောက်လဲမချီဘူးအဲ့ကြားထဲမှာခါလေးကုန်းကုန်းနဲ့သူ့အော်ဒါကလူကြီးသလိုအတန်မျိုးနဲ့အုပ်စုလိုက်နေထက်တယ်ဒီပါဇက်ကကြိုက်လို့ရှင်မသက်တာဘူးသူကချင်းသေးတွေဘာတွေတောင်သူတို့အုပ်စုလိုက်နေတော့ဒုက္ခပေးခြင်းတယ်အဲ့ဒီအကောင်ဟာယိနလို့ခေါ်တဲ့တရဝါကိုပဲအောင်းလို့ဒီလိုယူရမှာဖြစ်တယ်သို့တော်လည်းတချို့ကအောင်းသားဆိုတာတိဘက်နွားတို့ဘာလို့ပြောလဲနွားသားကတော့စားလို့ရမှာပေါ့နော်အဲ့တော့သူဟာချင်းသေးတို့ကြားတို့လို့တကိုင်းနဲ့ပဲအသားစားတဲ့တရဝါသူကလည်းအနံ့ရလို့ရှိရင်လူကိုဒုက္ခပေးတတ်တယ်ဒါကြောင့်အောင်းသားကိုလည်းမစားရဘူးလို့ဆိုအောင်းဆိုတာဟာယိနလို့ခေါ်တဲ့တရဝါတစ်မျိုးပဲလို့နော်တရဝါတစ်မျိုးအဲ့ဒီကောင်မျိုးပဲခေါ်တယ်အသားစားတဲ့တရဝါပဲခွေးသားမစားရတာတော့ခွေးသားကြိုက်တာတော့ကိုရီးယားတွေဗီယက်နမ်တွေကြိုက်တယ်ပြောတယ်အင်ဒိုနီးရှားမှာတော့ခွေးကောင်အရှင်လက်တောင်မှဈေးထဲမှာရောင်းတယ်ဒီခွေးလိုချင်တယ်ဆိုတော့အဲ့ဒီခွေးလူရှိတင်ရိုက်ပြီးတော့အကောင်ဖော်ပေးတယ်အဲ့လိုခွေးသားနာမည်ကြီးနော်ဗမာပြည်မှာဝက်သားတုတ်ထိုးနာမည်ကြီးတယ်လို့
အဲ့ဒီမှာခွေးသားကြတော့ဆက်ဆုပ်ရင်ရှာပွဲကောင်းသောကြောင့်လို့အကြောင်းပြတယ်အဲ့တော့မြတ်စွာဘုရားအသားကြီး10ပါးယဟန်တော်တွေမအပ်ဘူးဆိုတာသူ့အကြောင်းနဲ့သူပဲသတ္တုသားဖြစ်သောကြောင့်လူသားကိုမစားရဘူးနော်ကျန်တဲ့အသားတွေကသူ့အကြောင်းနဲ့သူမြတ်စွာဘုရားမစားစေဘူးယဟန်တွေကိုအဲ့ဒီအသား10မျိုးကိုလုံးဝမစားရဘူးကျန်တဲ့အသားတွေကလည်းပဲကိုယ့်အတွက်ယေရှုတတ်ရင်မစားရဘူးယေရှုတတ်တယ်လို့တန်တရားရှိရင်လည်းမစားရဘူးသူ့အတွက်ဒီတရားကိုတတ်ပြီးချက်ပြုတ်တယ်လို့သတင်းကြားရင်လည်းမစားရဘူးလုံးဝကိုယ်နဲ့ပတ်သက်မှုမရှိဘူးဆိုရင်တော့စားရင်စားခွင့်ရှိတယ်ပေါ့မစားဘဲနေခွင့်လည်းရှိတယ်ပေါ့သူတို့ဆိုလို့တယ်ပေါ့နော်သို့တော်လည်းအခုဘုရားဝါဒနှစ်ခိုင်းဖြစ်တဲ့ထဲမှာမဟာယာနနဲ့ထေရဝါဒခိုင်းမဟာယာနခိုင်းကတော့တသက်လွတ်စားတယ်တသက်လွတ်စားပြီမဲ့လို့ဝတ္တဓုတို့จิตဓုတို့တော့ပါတာပေါ့အလွမ်းပြေဖြစ်လိမ့်မယ်ပဲကိုဝတ္တလုပ်ပြီးတော့နော်အတုလုပ်ပြီးစားနေတယ်အဲ့တော့ထေရဝါဒယဟန်တွေသားစားတယ်ဆိုရင်သူတို့ကလည်းကဲ့ရဲ့ခြင်းတယ်ပေါ့နော်ကဲ့ရဲ့ခြင်းမြတ်စွာဘုရားကိုသားစားတယ်ဆိုတာလည်းမယုံကြဘူးပေါ့သို့တော့မြတ်စွာဘုရားဟာသားငါနဲ့ပတ်သက်ပြီးတော့အစွန်းရောက်တဲ့သဘောမရှိဘူးပေါ့အစွန်းရောက်တဲ့သဘောမရှိဘူးသူ့ဘာသူအလိုလျောက်ဟင်းအနေနဲ့ဖြစ်ပေါ်လာလို့ရှိရင်အပြစ်ကင်းတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဘာရဲ့ညာရဲ့မရွေးဘူးလှူတာကိုပဲစားလိုက်တယ်ပေါ့နော်တတ်လို့မှစားမယ်ဆိုလို့ရှိရင်အသားစားတဲ့လူတွေကြားထဲရောက်သွားလို့ရှိရင်ဘုရားကိုကြည်ညိုမှာမဟုတ်တော့ဘူးလေဘယ်သူကပဲလှူကိုအပြစ်နဲ့ပတ်သက်မှုကိုနဲ့ပတ်သက်ခြင်းမရှိဘူးဆိုရင်အပြစ်မဖြစ်ဘူးအဲ့ဒါလေတော်တော်ကိုဖြေရှင်းရတဲ့ဟာဘုန်းကြီးတို့စာအုပ်တို့ရေးဦးတဲ့ဗုဒ္ဓဝါဒနဲ့တတ်လို့ဝါဒဆိုတာအဲ့ဒီမှာအသားမစားရခြင်းအကြောင်းကလည်းသူအကြောင်းနဲ့သူမြတ်စွာဘုရားဟောထားတာလုံးဝမစားနဲ့လို့ပြောတာမဟုတ်ဘူးအဲ့တော့တတ်လို့စားတာလေအစွန်းရောက်တစ်မျိုးဖြစ်တတ်တယ်ပေါ့နော်ဆွေရောက်တစ်မျိုးဖြစ်မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့တတ်လို့စားတာမျိုးကုသိုလ်ရလို့စားတယ်ဆိုရင်တော့မှားပြန်တယ်တတ်လို့စားရုံနဲ့တော့ကုသိုလ်ရမှာမဟုတ်ဘူးဘယ်စားအာရတနာကိုဖယ်ရှားပြီးစားနိုင်မှသာလေသူကအပြစ်ကင်းတာဖြစ်တာဟုတ်တတ်လို့ပဲဖြစ်စေအသားပဲဖြစ်စေအာရတနာရတတနာကိုဖယ်ရှားဖို့ရမြတ်စွာဘုရားနိလန်ပေးထားပြီးသားဖြစ်တယ်အဲ့ဒါကြောင့်မို့အသားဟာငါဖြစ်စေတတ်လို့ဖြစ်စေဘယ်ရာမှအဓိကမဟုတ်ဘူးတွေ့တာမှုတဏှာကိုဖယ်ရှားဖို့သာလေအဓိကဖြစ်တယ်လို့ဒီလိုမှတ်အောင်အဲ့တော့လူသားနဲ့ပတ်သက်ပြီးခုလိုစားတဲ့ပြဿနာတစ်ခုပေါ်လာခဲ့တာဖြစ်တယ်အဲ့ဒီပေါ်လာမှုဟာအခုဒါနဲ့ပတ်သက်ပြီးတော့ရှေ့ဆက်ပြီးတော့စစ်သူကြီးနဲ့အချီချပြောတဲ့စကားတွေကိုနောက်ရကျမှဆက်ပြီးတော့ဟောမှာဖြစ်တယ်ပေါ့နော်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့သုဒ္ဓသောမနဲ့လူဘလူတို့ရဲ့တွေ့ဆုံကမ်းကိုနောက်ပိုင်းရောက်တဲ့အခါမှာပေါ်လွင်ထင်ရှားလာမှာဖြစ်လို့သုဒ္ဓသောမဇက်ကိုနာယူမှတ်သားပြီးတော့ဘဝမှာသင်္ကန်းစာယူစရာတွေများစွာရှိလို့ဘဝသင်္ကန်းစာကိုယူပြီးတော့မိမိတို့ဘဝမှာကောင်းရာစရိတ်များကိုကြိုးစားပြီးတော့ထူထောင်နိုင်ကြပါစေကုန်သတည်း